မစွန်တို့ဟိုတနေ့ကတော့ပေါ့နော်မစွန်တို့ဒနုဖြူကိုသွားတဲ့နေရာဆိုရင်ဒါဆိုရင်မစွန်အတန်ဖက်စီနက်ကတ်လေးနဲ့အိဆာ Wi-Fi ဆက်လေးကိုယူသွားတယ်ပေါ့နော်ဒီဟာဆိုဒါမစွန်တို့ ARD တရားဒီဘက်ညောင်တုံးတကားဘက်ကနေသွားတာပေါ့နော်အမတို့ဘိုးဘဲထိုးတကားကနေသွားတာမဟုတ်ဘူးအဲ့ဒီမှာလေဒီအတန်ဖက်စီနက်ကတ်ကိုပေါ့နော်အမစွန်ဒီ DNHD Wi-Fi ဆက်တဲ့ကိုထည့်သွားတာပေါ့နော်တော်လေးကိုလိုင်းကောင်းတယ်တိလားအမအခုပေါ့နော်ဒီရန်ကုန်ကနေပြီးတော့ဒီ AR တိုင်းဘက်ကိုလာတဲ့အချိန်မှာလေစမ်းကြည့်ရတဲ့လောက်လေအတန်ဖက်စနက်ကလေတော်တော်လေးလိုင်းကောင်းတယ်မစတော့ပုံမှန်ဒီဆက်နဲ့ပေါ့နော်ရန်ကုန်မှာစစ်ရင်တောင်မှဒီလိုမျိုးမက်ကိုလေ50စီတက်တယ်ဆိုတာလေတော်တော်ကိုရှားတယ်တိလားအခုကလေဒီမှာလေအမတို့ download speed ရော upload speed ရောလေတော်တော်လေးကိုလေလိုင်းကောင်းတယ်လို့ပြောလို့ရတယ်တိလားတချို့မစတော့ရှိမှဆိုလာမေးရကွာဒီ AR တိုင်းဘက်မှာဆိုရင်ဒီဟာဒါဆိုမစတော့ဆိုညောင်တုံးကြော်တော့စမ်းတာပေါ့နော်လိုင်းကောင်းလားမကောင်းလားဆိုမေးကြရပေါ့နော်ဒါဆိုလိုင်းတော်တော်ကောင်းတယ်တိလားဒါဆိုလေအခုမှကိုယ်တိုင်စမ်းပူတော့မှလေအော်လိုင်းတော်တော်ကောင်းပါလားဆိုပြီးတော့သိရရပေါ့နော်အဲကြောင့်မလို့ AR တိုင်းကနေပြီးတော့အတန်ဖက်စီနက်ကတ်ကိုသုံးချင်တယ်ဆိုရင်တော့မစွန်တို့ရဲ့မစွန်တို့ရှိမှလာမှာလို့ရတယ်နော်ဒါမစွန်ကိုယ်တိုင်သုံးထားတာကိုတွေ့ဆိုတော့လေတော်တော်သိချာကိုပြောပြပေး